မြန်မာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုဒီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝတ်စကားရှမစင်သိမ်းတာဘူကောင်ဖက်ကတွင်ဒီရစေရှောင်းမဲမဟေးရေကောင်းတော့တော်တော်လို့ပဲစာကြည့်တွေစာကြည့်မှာဟေးဟေးရေကောင်းတော့တော်ကမာလေးဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့တွေ့လို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်ကြိုးစား MYANMAR